ကဘာပေါ်မှာအမြန်ဆုံးတရဝါ Peregrine Falcon ဒီကနေ့မှာတော့ကဘာပေါ်မှာအမြန်ဆုံးတရဝါအဖြစ်လူသိများတဲ့ Peregrine Falcon ဒါမှမဟုတ်ခရီးသွားသိငှက်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သိငှက်တွေဟာသူတို့ရဲ့သားကောင်ကိုဖမ်းဆီးဖို့အတွက်ကောင်းကင်ယံအထက်ကနေအရှိန်အဟုန်ပြင်းစွာနဲ့ထိုးဆင်းလေ့ရှိကြပါတယ်။ဒီလိုထိုးဆင်းတဲ့အချိန်မှာသူတို့ရဲ့အရှိန်ဟာတနာလီကိုမိုက်320 ကီလိုမီတာကျော်အထိရှိနိုင်ပါတယ်။ Peregrine Falcon တွေဟာသူတို့ရဲ့သားကောင်ကိုမြင်ကွင်းကနေမပြောက်ပြတ်အောင်မြက်တောင်တစ်ခါအတွင်းပါပဲတိကျစွာဖမ်းဆီးနိုင်တဲ့စွမ်းရည်ရှိကြပါတယ်။ဒါဟာတဘာဝတရားကြီးကပေးထားတဲ့ထူးခြားဆန်းပြတဲ့လက်နက်တစ်ခုပါပဲ။သူတို့ဟာသားကောင်ကိုဖမ်းဆီးတဲ့အခါမှာမြေဆွဲအားကိုအသုံးချပြီးအရှိန်မြင့်တင်လေရှိတာကြောင့်သူတို့ရဲ့တိုက်ခိုက်မှုတွေဟာအင်မတန်မှပြင်းထန်ပြီးထိရောက်လာပါတယ်။ Peregrine Falcon တွေဟာငှက်တကောင်ထပ်ပို့ပြီးတဘာဝတရားရဲ့အမြန်နှုန်းအရှိန်အဟုန်ကိုဖော်ပြနေတဲ့တရဝါတွေပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့တရိတ်ဆန်လောကအကြောင်းတွေကိုနောက်ထပ်ကြည့်ရှုခြင်းတော့ကျွန်တော်ရဲ့ page ကို follow လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်